လူအည်ချင်းလောကမှာလူအည်ချင်းတတ်မှတ်ချက်တွေအမျိုးမျိုးရှိနိုင်တယ်ပေါ့ကောင်းမြတ်တဲ့အည်ချင်းရှိတယ်လို့မကောင်းတဲ့ဘက်မှာလည်းအည်ချင်းတွေဆိုတာရှိစွမ်းနိုင်တဲ့နေရာတွေလူတွေရဲ့စွမ်းဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အည်ချင်းလို့သတ်မှတ်မယ်ဆိုရင်အကောင်းဆုံးနှမျိုးဖြစ်နိုင်ဒီနေရာမှာလူအည်ချင်းဆိုတာလူရဲ့ဂုဏ်သိက္ခာထက်တန်းကြတဲ့အည်ချင်းတွေကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်တယ်ဘုရားမြတ်စွာရဲ့အဆုံးအမဒေသနာတော်တွေဟာမိမိတို့ဘဝမှာအမှန်ကန်သိရှိပြီးတော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်လမ်းညွှန်ချက်တရားဒေသနာများတာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာတဲ့ပုဂ္ဂိုလ်ဟာမည်သူမဆိုကောင်းကျိုးချမ်းသာတွေရနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်ဆိုတာအလုံးသောတတ္တဝါတွေရဲ့အကျိုးစီးပွားကိုမြောက်ကိုပြီးတော့ဆုံးမဩဝါဒပေးတာမြတ်စွာဘုရားဆုံးမတဲ့အဆုံးမဩဝါဒတွေလမ်းညွှန်ချက်တွေဟာလည်းပဲမှားယွင်းတယ်ဆိုတာမရှိဘူးဘာဖြစ်လို့မရှိတော့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကတယံအဘိညာသစ္စိကတဝပဝေဒေမိလို့ကိုယ်တိုင်သိရှိနားလည်ပြီးလက်တွေ့အကျိုးဖြစ်ထွန်းတာတွေကိုသိရှိပြီးတော့မှဟောပြောတာဖြစ်တယ်စိတ်ကူးနဲ့ဟောတာလည်းမဟုတ်ဘူး tradition လို့ခေါ်တဲ့အစဉ်အလာရဟောတာလည်းမဟုတ်ဘူးအနုတ္တဝလို့ဆိုတဲ့တဆင့်ကြားတွေကနေဟောတာလည်းမဟုတ်ဘူးပိဋကတံပဒါနလို့ခေါ်တဲ့သင်ယူထားတဲ့စာပေတွေအရဟောတာလည်းမဟုတ်ဘူးကိုယ်တိုင်သိရှိပြီးဒီအလုပ်လုပ်ရင်ဒီအကျိုးရနိုင်တယ်ဒီအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီလမ်းသွားလို့ရှိရင်ဒီစခန်းရောက်နိုင်တယ်ဆိုတာတွေကိုမြတ်စွာဘုရားကိုယ်တိုင်သိရှိပြီးတော့ဟောပြောတာဖြစ်တယ်အသိဉာဏ်အားဖြင့်ယုံကြည်စိတ်ချရတယ်ကိုယ်တိုင်ဒီအသိဉာဏ်ရဖို့ရအတွက်ကဘာနဲ့ချိန်ပြီးတော့စီဘူးလေ့ကျင့်လာခဲ့တာဖြစ်တယ်။ကောင်းမြတ်တဲ့အရေးချင်းတစ်ခုရဖို့ဆိုတာအချိန်ကြီးအများကြီးယူကြဒီဘဝတည်းမဲ့ဘုန်းကြီးတို့တွေအရေးချင်းတစ်ခုအသိပညာတတ်ပညာနဲ့ပတ်သက်တဲ့အရေးချင်းတစ်ခုရဖို့ဆိုတာအတော်ကြိုးစားကြသို့တော်ဒီအရေးချင်းဟာပါဖက်ဖြစ်တဲ့အရေးချင်းတော့မဟုတ်ဘူးအတော်ဆုံးအကောင်းဆုံးလို့ပြောရမှာမဟုတ်ဘူးမြတ်စွာဘုရားလို့ပြည့်ပြည့်စုံတဲ့အရေးချင်းကြီးတစ်ခုရဖို့ဆိုတာတဘဝနဲ့လေ့ကျင့်လို့မရဘူးဘဝပေါင်းများစွာလေ့ကျင့်ရတယ်ပေါ့ပါရမီဖြည့်တယ်ဆိုတာလေ့ကျင့်တာပဲဖြစ်တယ်မြင့်မြတ်တဲ့လုပ်ငန်းတွေကိုလုပ်ကင်ပြီးတော့အဓိကမိမိရဲ့စိတ်ဓာတ်ကိုလေ့ကျင့်ပြီးတော့ယူတာပဲအဲ့ဒီစိတ်ဓာတ်ဟာတည်ငြိမ်ပြီးမြင့်မားပြီးခိုင်မာလာတယ်ရိမ့်ရိုင်မှုမရှိဘူးအမှန်တရားပေါ်မှာတိမှတ်နေတဲ့စိတ်ဓာတ်မျိုးရရှိအောင်လေ့ကျင့်ရတယ်အသိပညာအနေနဲ့လည်းပဲမိမိကိုယ်တိုင်သိတဲ့တရားထိုသိတဲ့အတိုင်းထုတ်ဖို့ပြောတဲ့အခါမှာလွဲမှားမှုဆိုတာမရှိအောင်ထူးခြားထက်မြက်တဲ့အသိဉာဏ်ဟာလည်းအရေးကြီးတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အသိပညာကိုမဟာပညာလို့နာမည်တက်ပြီးတော့ပြောကြတယ်ဘယ်သူမှလိုက်မမီနိုင်တဲ့ပညာမျိုးပင်ကိုဉာဏ်အပြင်မှာတွေးခေါ်လေ့ကျင့်မှုတွေကြောင့်မြတ်စွာဘုရားရဲ့အသိဉာဏ်ဟာအလွန်ရှိဝေးစွာအရာခတ်သိမ်းကိုတိတိကျကျဆုံးဖြတ်ပြောဆိုနိုင်တဲ့အသိပညာမျိုးဖြစ်တယ်။ဒီပညာမျိုးကိုသုံးချပြီးတော့မြတ်စွာဘုရားသခင်ကိုရမြတ်ကဒေသနာဉာဏ်လို့ဆိုတာတစ်ဖက်သားကိုဘယ်လိုပြောရင်သိရှိနားလည်နိုင်တယ်ဆိုတဲ့ဒီဟောပြောနိုင်တဲ့စွမ်းရည်တတ္တိကိုအသုံးချပြီးတော့မြတ်စွာဘုရားလူတိုင်းနိဗ္ဗာန်အကျိုးရှိအောင်လမ်းညွှန်မှုကိုပြောတာအဲ့တော့တရားတွေအနေနဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုယုံကြည်တယ်ဆိုတာဟာအနန္တတကူတော်ကိုယုံကြည်တာမဟုတ်ဘဲနဲ့အသိဉာဏ်ကိုယုံကြည်တာလားဖြစ်တယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာလင်းထုတ်ဖော်ထားတယ်
ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားကိုယုံတယ်အနန္တတကုကိုယုံတာမဟုတ်ဘူးဆိုတာစာပေကျမ်းဂန်ရရင်ထဲနှလုံးထဲမှာအရေးကြီးတယ်ပေါ့အနန္တတကုမရှိလို့မယုံတာလားဆိုတာရှိတာမရှိတာကုန်နဲ့မဆိုင်ဘူးကိုယ့်အတွက်အသုံးကျတာကဘာတုံးဆိုအတိညာကလားအသုံးကျတာဟောဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကတတ္ထာလို့ဆိုတဲ့ faith နဲ့ပတ်သက်ပြီးတော့ဒီဖွင့်ဆိုရှင်းလင်းတာဘုရားကိုယ်တိုင်ရှင်းလင်းတဲ့စကားတစ်ခုရှိတယ်ကထေသဘိက္ခဝေတတ္ထောဟောတိသို့မဟုတ်တတ္ထာဆိုတာဘာလဲလို့ဆိုတဲ့ခေါင်းစည်းလေးမေးခွန်းထုတ်ပြီးတော့မြတ်စွာဘုရားကရှင်းတဲ့အခါမှာတတ္တဟတိတထာဂတတဘောဓေအရိယတာဝကောတတ္ထောဟောတိတတ္တဟတိတထာဂတတဘောဓေငါဘုရားရဲ့တတိတာဝကဟာယုံကြည်တယ်ဆိုတဲ့တရားတရားရှိတာဟာဘာကိုယုံကြည်တာတော့ဆိုတထာဂတတမြတ်စွာဘုရားရဲ့ဘောဓိအတိညာဏ်ကိုတတ္တဟတိယုံကြည်တယ်လို့ဟောယုံကြည်မှုဆိုတာတကူယုံကြည်တယ်လို့မြတ်စွာဘုရားကမပြောဘူးမပြောသည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေမြတ်စွာဘုရားအပေါ်မှာယုံကြည်ရမှာဘာယုံကြည်ရမှာတော့ဆိုအတိညာဏ်ကိုယုံကြည်တာပဲဗျာအဲ့ဒါဟာလေးနဲ့မှန်ကန်မှုရှိတယ်ဆိုတာကိုတမန်အားဖြင့်မစင်စားမဆင်ခြင်လို့ရှိရင်မသိနိုင်ဘူးပေါ့အနည်းငယ်လေးစဉ်းစားဆင်ခြင်ပြီးတော့ကြည့်တကောယုံကြည်တာနဲ့အတိညာယုံကြည်တာဘာကွာခြားလဲလို့ကိုယ့်ကိုမေးပြီးတော့စစ်ဆေးကြည့်လိုက်တကောကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာမြတ်စွာဘုရားရဲ့အစွမ်းတကောနဲ့ချမ်းသာလိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်အစွမ်းတကောဖြင့်မမဲ့အချိန်ကိုပဲမျှော်လင့်နေတယ်တို့ကိုအစွမ်းတကောနဲ့ကာကွယ်ပေးလိမ့်မယ်အစွမ်းတကူနဲ့တို့ကိုအစဉ်ပြေအောင်မဆလိမ့်မယ်ဆိုတဲ့အတွေးတွေပဲတွေးမှာပဲစဉ်းစားကြည့်လိုက်ပေါ့အဲ့ဒီအတွေးပဲရှိမယ်အတိညာဏ်ကိုယုံကြည်တယ်ဆိုတာကြတော့အဲ့ဒီအတွေးမျိုးမဟုတ်ဘူးအတိညာဏ်ကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုတွေးမလို့ဒီလိုအတိညာဏ်ရှိတဲ့ပုဂ္ဂိုလ်ကလမ်းညွှန်ထားတဲ့စကားဟာဘယ်လိုမှမမှားနိုင်ဘူးရှောင်ရမှာနဲ့ဆောင်ရမှာခွဲခြားပြောထားတာရှောင်ရမှာကိုတို့ရှောင်ရမယ်ဒါကိုမရှောင်ဘူးဆိုရင်ဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဟာလုံးဝမှန်တယ်ဆောင်ရမှာနဲ့ပတ်သက်လာပြီးဒီလုပ်ကိုလုပ်ရင်ဒီလိုကျိုးရှိမယ်လို့ပြောထားတဲ့စကားဟာလေအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးမှပြောတာဖြစ်သောကြောင့်အလွယ်မှမရှိဘူးဆိုတာကိုလက်ခံရအဲ့တော့လက်ခံလာသည့်အတွက်ကြောင့်အဆုံးအမကိုလိုက်နာဖို့သူဟာစိတ်ဝင်စားလာတယ်ဟောမတူတာအဲ့ဒါပဲပေါ့နော်အတိညာဏ်ကိုယုံကြည်လိုက်တာနဲ့ဆုံးမမှုကိုလိုက်နာဆိုပါစို့ဥပမာလေးတစ်ခုလွယ်လွယ်ဥပမာပေါ့နှိုင်းရှင်ပြောတာတော့မဟုတ်ဘူးစဉ်းစားကြည့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆရာဝန်တယောက်ကမိမိရဲ့ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ဘယ်ဆေးစားရင်ပျောက်မယ်လို့ပြောတာအဲ့ဒီဆရာဝန်ရဲ့အရည်ချင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဟာသူညွန်တဲ့ဆေးတောက်တာပဲလေအဲ့ဒီလိုတောက်လို့ရှိရင်အဲ့ဒီညွန်ကြားတဲ့ဆရာဝန်ကတကယ်သိဉာဏ်ရှိပြီးတကယ်ယောဂအကြောင်းကိုသိလို့ညွန်ကြားတာဖြစ်လို့ရှိရင်အဲ့ဒီဆေးတောက်တာနဲ့ယောဂပျောက်တယ်ပေါ့ဒီသဘောမျိုးလို့မှတ်ရဆရာဝန်ကဘာယောဂဖြစ်နေတယ်ခွဲစိတ်ကုသမှပျောက်မယ်ဆိုရင်လေလူတွေဟာအသက်ဆုံးပြီးတော့ခွဲစိတ်မှုကိုခံကြဘာဖြစ်လို့လဲယုံတာသူ့အရေးချင်းကိုယုံလို့ဒါကြောင့်မို့လို့ဆရာကိုအားကိုးရတယ်ယုံပါတယ်ပုံအပ်ပါတယ်ဆိုပြီးဒီလိုပုံအပ်ကြတာလူတွေအဲ့တော့လိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယုံကြည်တယ်ဆိုတာအတိညာဏ်ကိုယုံကြည်တာအတိညာဏ်ယုံကြည်သည့်အတွက်ကြောင့်ဘုရားဟောတဲ့တရားမှာအလွယ်မှမရှိဘူးဆိုတာကိုလက်ခံလာတယ်လက်ခံသည့်အတွက်လိုက်နာကျင့်သုံးဖို့ရာအတွက်အထက်တရောဖြစ်လာတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့ယုံကြည်တယ်ဆိုရင်ယုံကြည်မှုချင်းတူတာမဟုတ်ဘူးတ
ဒါဖြင့်လူတွေသူတွေပြောနေကြတဲ့ကံကံဤအကျိုးကိုယုံကြည်တာရောမပါဘူးလားလို့ဆိုလို့ရှိရင်မြတ်စွာဘုရားစကားကိုယုံကြည်ပြီးဆိုမှတော့မြတ်စွာဘုရားကကုသိုလ်ကံဆိုတာရှိတယ်အကုသိုလ်ကံဆိုတာရှိတယ်ကုသိုလ်ကံဆိုတာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတယ်အကုသိုလ်ကံဆိုတာမကောင်းတဲ့အကျိုးဖြစ်ပွားစေတယ်ဆိုဟောဒါလည်းယုံကြည်ပြီးသားဖြစ်သွားတယ်ပေါ့အေးဒါကြောင့်မို့မြတ်စွာဘုရားဟောသမျှအဆုံးအမဩဝါဒတွေဟာကြီးမားတဲ့အသိဉာဏ်နဲ့သိရှိပြီးတော့ဟောပြောတာဖြစ်လို့မလွဲမှားဘူးတဲ့နောက်တစ်ခါဘုရားဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာအမြဲတမ်းကြီးမားတဲ့ကရုဏာတရားရှိတယ်မေတ္တာကိုအခြေခံထားသည့်အတွက်ကြောင့်အလွန်ကြီးမားတဲ့ကရုဏာတရားမြတ်စွာဘုရားပါရမီ10ပါးထဲမှာပါရမီဘုရားလောင်းဘွားကဖြည့်ခဲ့တဲ့ထဲမှာမေတ္တာပါရမီဆိုတာရှိတယ်အဲ့ဒီမေတ္တာပါရမီဟာတရားရဲ့အကျိုးစီးပွားကိုလိုလားတာအကျိုးစီးပွားဆိုတာကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်တဲ့အခြေကောင်းအနေကောင်းတွေကိုဖြစ်ပေါ်စေတာအဲ့ဒါကိုလိုလားတဲ့မေတ္တာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်သူအပေါ်မှာလွဲမှားအောင်လုပ်မှာမဟုတ်ဘူးဒါကြောင့်တရားရဲ့အကျိုးလိုလားပြီးတရားတွေဒုက္ခရောက်နေတာမကြည့်နိုင်ဘူးမကြည့်ရဘူးဆိုတဲ့အကျဉ်းနာကရုဏာတရားဟာလည်းအလွန်ကြီးမားတယ်လို့သူပြောတာပေါ့ပညာနဲ့အကျဉ်းနာဒီနှစ်ခုပေါင်းစပ်ပြီးတော့တရားရဲ့အကျိုးကိုဆောင်ရွက်တော်မူတဲ့အနေနဲ့ဒီတရားတွေကိုဟောပြောတာတဲ့ဒါကြောင့်ဘုန်းကြီးတို့တွေလိုက်နာရမယ်တာဝန်ကတော့ဒီတရားတွေကိုနာယူကြရမယ်မှတ်သားကြရမယ်နာယူမှတ်သားပြီးတဲ့နောက်မှာဘာလို့အဓိပ္ပာယ်ကိုဆင်ခြင်စဉ်းစားအဓိပ္ပာယ်ဆင်ခြင်စဉ်းစားပြီးတော့ဒီဆောင်ရံနဲ့ရှောင်ရံအလုပ်ကိုဆက်ပြီးတော့လုပ်ကြဒါမှအကျိုးသက်ရောက်မှုဆိုတာဖြစ်တယ်ဆရာဝန်ညင်နဲ့ဆေးကိုတောက်ဖို့လို့မတောက်ရင်ယောဂပျောက်မှာမဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာရလိုက်နာတယ်ဆိုတာရှောင်ရမှာကိုရှောင်တာနဲ့ဆောင်ရမှာကိုဆောင်တာဒါကိုလိုက်နာတယ်လို့ပြောတာအဲ့ဒါလို့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားဟောထားတဲ့လူတွေမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေအဲ့ဒီအရေးချင်းတွေရအောင်ကိုယ်တိုင်ပဲကိုယ်အရေးချင်းကိုကြိုးစားကြဘယ်သူပဲဖြစ်ဖြစ်မွေးလာကြတဲ့ကအရေးချင်းတွေရလာကြတာမဟုတ်ဘူးလေ့ကျင့်သင်ကြားတဲ့အရေးချင်းမျိုးတွေဒါဖြစ်တယ်ဒါကြောင့်မို့လို့ခုခေတ်လူတွေပြောနေကြတယ်လေအိုင်ကျူတဲ့အီကျူတဲ့နှစ်ခုပြောအတူကောက်တယ်လေ့ကျင့်သင်ကြားမှုဆိုတာကိုယ့်ရဲ့အရေးချင်းတွေပဲအဲ့ဒီအရေးချင်းမျိုးတွေရှိမှလူဘဝဒီတဘဝစာကလေးလှုပ်ထတောင်မှပဲအိုင်ကျူနဲ့အီကျူရှိဖို့လိုနေတယ်ဆိုတော့တန်တရာကိုစခန်းသွားဖို့ဆိုတာကြတော့ဒီတဲ့ကြီးမားတဲ့အရေးချင်းတွေဟာလိုအပ်နေတယ်အဲ့ဒီအရေးချင်းတွေကိုတန်တရာနဲ့ပတ်သက်လာပြီးတော့သိရှိနားလည်ဖို့အရေးချင်းတွေကြတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေထဲမှာအများကြီးရှိတယ်ပေါ့ပိဋကတ်၃ပုံဆိုတာစာမျက်နှာ2000ကျော်လောက်ရှိတဲ့အင်မတန်မှဒုတဲ့ကြီးမားတဲ့အဆုံးအမတော်တွေဟာဒီဘဝကောင်းကျိုးချမ်းသာရဖို့နိလန်းနေကောင်းကျိုးချမ်းသာရဖို့နိလန်းနေနှစ်ဘဝလုံးအတွက်ကောင်းကျိုးချမ်းသာရစေနိုင်တဲ့နိလန်းနေဒါတွေကိုအလေးပေးပြီးတော့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ဒီဘုရားဘာသာဝင်တို့ရဲ့ပန်းတိုင်ဟာနောက်ဆုံးပန်းတိုင်ဟာနိဗ္ဗာန်ဖြစ်တော်လည်းပဲဘဝမှာအစဉ်တပြေနေဖို့အတွက်လည်းပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်တွေဟာပြည့်နှက်ပြီးတော့နေတယ်မိမိတို့ရဲ့အဆင့်အားလျော်စွာဘဝတစ်ခုရလာလို့မိသားစုဘဝနေပြီဆိုရင်အဲ့ဒီမိသားစုဘဝမှာပြဿနာနည်းနိုင်သမျှနည်းပြီးတော့အေးချမ်းချမ်းမိသားစုတုံးနဲ့တူချစ်ခင်ယူရပြီးတော့ဒီလိုနေနိုင်ဖို့ဆိုတာလေမြတ်စွာဘုရားအခြေအနေခေါင်းတွေကိုညွှန်ကြားဆုံးမထားတာရှိတယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာဒီဗျက္ခပစ္စဆိုတဲ့အမျိုးသားတွေဟာမြတ်စွာဘုရားထံချဉ်ကပ်ပြီးတော့ဘယ်လိုမေးကြတာတုံးလို့ဆိုသူတို့ကရှင်ဘုရားတဲ့တပည့်တော်တို့ဟာမိသားစုဘဝနဲ့နေကြတာဖြစ်တယ်ပေါ့မိသားစုဘဝမှာနေကြတာဖြစ်တော့စီးပွားဥစ္စာလည်း
တိုးတက်ခြင်းတယ်ဒီဘဝလည်းချမ်းချမ်းသာသာနဲ့ဥမကွဲတိုက်မဲ့ပြတ်မိသားစုနဲ့အစင်ထာဝရလက်တွဲပြီးပျော်ပျော်ရွှင်ရွှင်ကြီးနေခြင်းတယ်နောက်ဘဝရောက်လို့ရှိရင်လေတပည့်တော်တို့ဟာဒီတဲ့ကောင်းတဲ့ဘဝမျိုးကိုပဲရခြင်းတယ်အဲ့ဒီလိုရနိုင်တဲ့ကိုချင်းတရားတွေကိုအဲ့ဒီလိုရနိုင်တဲ့အကြောင်းတရားတွေကိုအရှင်ဘုရားညွှန်ပြနိုင်ပါမလားလို့လျှောက်တဲ့အခါမှာမြတ်စွာဘုရားကညွှန်ပြနိုင်တယ်လို့ဆိုပြီးတော့မျက်မှောက်ဘဝမှာအကျိုးစီးပွားကိုဖြစ်စွန်းစေနိုင်တဲ့အခြေအနေ၄ရပ်တမလွန်ဘဝမှာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့အခြေအနေ၄ရပ်ဟောဒီအရေးချင်း၈ရပ်ကိုပေါင်းစပ်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံဆိုတာရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟောထားတဲ့လမ်းစဉ်အတိုင်းလိုက်မယ်ဆိုရင်ဒီဘဝမှာလည်းအခြေအနေကောင်းမှာပဲနောက်ဘဝမှာလည်းအခြေအနေကောင်းမယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားကတမ္ပရာ၄ပါးလို့ဒီလိုဆိုတာကိုယ်မှာအရေးချင်းနေနဲ့ပြည့်စုံမှုလို့တယ်ဒီဘဝကြီးပွားဖို့အတွက်ပြည့်စုံရမယ့်အရေးချင်းက၄မျိုးရှိတယ်အဲ့ဒီ၄မျိုးဟာပြည့်စုံမှုမပြည့်စုံမှုဆိုတာကိုယ်ပေါ်မှာပဲတည်တယ်ပြည့်စုံလို့ရှိရင်တကယ်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဆိုတာအဲ့တော့ဒီဘဝပြည့်စုံရမယ့်အရေးချင်းတွေကဘာလို့ဆိုရင်နံပါတ်1အလုပ်ကြိုးစားခြင်းနံပါတ်2ရှာဖွေစုဆောင်းထားတဲ့ပစ္စည်းတွေအလေလွတ်မရှိအောင်ထိမ့်သိမ်းဆောင်ရှောက်ခြင်းနံပါတ်3ကိုယ်ဝင်ငွေထွက်ငွေမျှမျှတာအသုံးနဲ့အဖြုံးကိုဆင်ញင်ပြီးတော့အသုံးပြုခြင်းနဲ့နံပါတ်4မိကောင်းဆွေကောင်းနဲ့လက်တွဲခြင်းဆိုတယ်အဲ့ဒီအချက်၄ချက်ဟာတဘဝတာအတွက်အများကြီးကျိုးရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒီမဲ့လုပ်ငန်းကြိုးစားခြင်းလို့ဆိုတဲ့ထဲမှာမြတ်စွာဘုရားကအေးကြိုးစားမှုဆိုတဲ့နေရာမှာလုပ်ငန်းကျွမ်းကျင်မှုဆိုတာရှိရမယ်နည်းပညာဆိုတာရှိရမယ်ဇွဲကောင်းမှုဆိုတာရှိရမယ်အဲ့ဒီ၃ရပ်ပေါင်းစပ်ပြီးတော့ကျိုးပန်းအထောက်မှုဟာအရာခသိန်းကိုအောင်မြင်စေနိုင်တယ်ဒီဘဝကြီးပွားတိုးတက်နိုင်တယ်လို့ကြီးပွားတိုးတက်မှုတမ္ပရာတရား၄ပါးဒီဘဝအတွက်ဒီလိုဟောကြားပြီးတော့ဒါဖြင့်ဒီဘဝဆိုတာတပည့်တော်တို့ဟာအတိုင်းအတာတစ်ခုရတာနေကြတာနောက်ဆုံးမှာဘယ်သူပဲဖြစ်ဖြစ်အသက်အရွယ်ကြီးလို့80 90ရောက်လာလို့ရှိရင်ဘဝတစ်ခုကိုစွန့်လွတ်ကြအမှားကြီးပဲဖြစ်တယ်ပေါ့ဒီဘဝမှာဆက်လက်နေထိုင်ဖို့မဖြစ်နိုင်တော့ဘူးရုပ်ခန္ဓာကိုယ်ကြီးကယိုယွင်းပြီးတော့ပျက်စီးလာတယ်ဒါကကိုယ်မျက်စိနဲ့ကြည့်လို့တောင်ရနိုင်တဲ့အနေအထားတစ်ခုပဲသက်80 80 90အရွယ်ကြီးတွေရောက်လာပြီဆိုရင်အင်အားတွေရောကြပြီးတော့ခန္ဓာကိုယ်ကြီးကဆက်လက်နေနိုင်ဖို့အမှားဆုံးဖြစ်တဲ့အယိုးကတောင်ပွားလာတာတို့နော်ဆွေးလာတာတို့ဒီလိုတွေဖြစ်တော့အဲ့တော့နောက်ဘဝဆိုတာရှိနေတာဒီဘဝဆိုတာလက်လွတ်ရမှာဆိုတာသေချာနေတယ်အဲ့ဒီသေချာနေတော့နောက်ဘဝအတွက်စိတ်ချဖို့ရအတွက်ဘာတွေရှိဖို့လိုတော့လို့ဆိုတော့မြတ်စွာဘုရားအဲ့ဒါအတွက်လည်းရှင်းပြအေးတရားရှိရမယ်သီလရှိရမယ်စာခလို့ဆိုတဲ့စွန့်လွတ်နိုင်မှုရှိရမယ်ပညာဆိုတဲ့အသိပညာရှိရမယ်တဲ့တတ္တသီလစာခပညာတတ္တဆိုတာခေါင်းကယုံကြည်မှုရှိမှအလုပ်တစ်ခုဆိုတာလုပ်တာဒါကြောင့်မို့ယုံကြည်မှုရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားကောင်းကျိုးချမ်းသာတွေရဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်ရတယ်ဆိုတော့ယုံကြည်တယ်ယုံကြည်သည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုလုပ်တယ်ဒီအဓိပ္ပာယ်ကိုဆိုလိုတာအဲ့ဒါလိုယုံကြည်မှုရှိရယုံကြည်မှုရှိသည့်အတွက်ကြောင့်ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်တယ်သီလတစ်ဖက်ကကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်ပြီးတစ်ဖက်ကမိမိစုဆောင်းရှာဖွေထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမထားဘဲနဲ့အများနဲ့မျှဝေသုံးစွဲနိုင်တဲ့စိတ်ဓာတ်မျိုးထားတယ်စာကအဲ့ဒီမှာနောက်ဆုံးကြတော့အေးဘဝဆိုတာဘယ်ရာမှမမြဲဘူးတကယ်တော့ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးဆိုပြီးတော့အသိဉာဏ်နဲ့မိမိရဲ့တွေ့တာမှုတွေတန်ရောစဉ်ကြီးမှုတွေကိုလျှော့ချသွားနိုင်တဲ့အသိပညာမျိုးဒါကအမှန်တမ်းအရေးကြီးတယ်ပေါ့အဲ့ဒီလိုတတ္ထသီလစာကပညာလို့ဆိုရယ်ဒီအရေးချင်း၄ရပ်ကတော့နောက်ဘဝအတွက်ကောင်းရသူတိရောက်ဖို့အတွက်သိကြတယ်လို့အခုလို့ဒီဘဝအတွက်အကျိုးရှိနိုင်တာက၄မျိုးနောက်ဘဝအတွက်အကျိုးရှိနိုင်တာက၄မျိုးလို့ဆိုပြီး
မြတ်စွာဘုရားဒီလိုဟောခဲ့တာအဲ့ဒီအဆုံးအမတွေလိုက်နာဖို့အတွက်မြတ်စွာဘုရားပေါ်မှာယုံကြည်မှုရှိတယ်လို့ဘုရားဘာသာဝင်တွေယုံနေဆိုတာဒီဟာပဲပေါ့ယုံသည့်အတွက်ကြောင့်ဘုရားဟောတဲ့အတိုင်းစောရကမတက်ဖဲနဲ့လိုက်နာကျင့်သုံးတာယုံပြီးတော့လိုက်နာကျင့်သုံးမှုမပြုဘူးအပြောကတခြားအလုပ်ကတခြားဖြစ်နေမယ်ဆိုရင်အကျိုးဖြစ်မှာမဟုတ်ဘူးဒါကတော့ချိပေါ့ဆရာဝန်ဆရာဆေးယူပြီးဆေးမတော့ဘူးဆိုရင်ယောဂပဲပြောက်မလဲဒါကတော့သဘာဝပဲအေးဒါကြောင့်မို့ဒီနေရာမှာလူရဲ့အရေးချင်းဆိုတာတွေကိုဘုရားရဲ့အဆုံးအမမှာသတ်မှတ်ပြထားတယ်အဲ့ဒီအရေးချင်းတွေကိုဘုန်းကြီးတို့တွေရအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ပေါ့ကောင်းမြတ်တဲ့အရေးချင်းတွေနဲ့ပတ်သက်ပြီးတော့ရှေးကသူတော်စင်တွေကသတ်မှတ်ထားခဲ့တဲ့အရေးချင်းမျိုးပဲမြတ်စွာဘုရားသခင်ကိုရမကလည်းသတ်မှတ်ပြီးတော့ဖော်ပြအဲ့ဒီနေရာမှာလူရဲ့အရေးချင်းဆိုတာဘာလဲလို့သိကျင်တဲ့ပုဂ္ဂိုလ်တွေကမေးခွန်းထုတ်ပြီးတော့မေးတာနဲ့ပတ်သက်ပြီးတော့ဖြေထားတဲ့စကားရက်ကလေးတွေပေါ့အဲ့ဒါလေးတွေကိုမှတ်သားပြီးတော့ဘုန်းကြီးတို့တွေဒီအရေးချင်းလေးတွေရအောင်ကြိုးစားရမယ်ဒါလူအရေးချင်းဆိုဒီမှာသူ့ဘာသူဖြစ်လာတဲ့အရာတွေမဟုတ်ဘူးလုတ်ပြီးတော့လေ့ကျင့်ပြီးတော့ယူရတာတွေပဲဖြစ်တယ်အဲ့ဒီမှာမေခွန်းလေးတွေတက်လာတာရှိတယ်ပါဠိဘာသာနဲ့မေခွန်းတက်လာတာဒါစာပေကျမ်းကမှရှိတယ်ဆိုတာသိုံလောက်ပဲပြောပြတဲ့ပါဠိပေါ့ကထံဝိထံသီလဝန္တံဝဋ္ဌန္တိသူတော်စင်တွေနော်ထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်မှကိုဆုံးတဲ့ပုဂ္ဂိုလ်လို့ဆိုရမလဲဆိုလိုတာကသီလအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဒီလိုဆိုတာပေါ့အဲ့တော့ဘုန်းကြီးတို့တွေလည်းကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့အရည်ချင်းမျိုးဟာတို့ဘာတွေလိုသလဲဆိုတာသိဖို့လိုတာပေါ့အဖြေကိုဖြေဆိုပြီးတဲ့အခါကျတော့ဘယ်လိုဖြေတုံးလို့ဆိုကာယေနဝါစာယသယောထတိညတောအဲ့တော့ကိုချင်းတရားဆိုဒီမှာစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်ကနေပြီးတော့ဒီကိုယ်နဲ့ပတ်သက်တဲ့ဟာတွေနဲ့ပတ်သက်ပြီးပြောတာဆိုတာမှန်သမျှဟာသူကအရေးကြီးတာဘာတော့ဆိုကာယေနတိညတောကာယကံမှုကိုစောင့်စည်းတယ်ဆိုတာမကောင်းတာမဖြစ်စေရထိမ့်သိမ်းတာကိုယ့်ကိုထိမ့်သိမ်းနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်တံဝရဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါ restrain လို့ပြန်တာပဲစောင့်စည်းတယ်ထိမ့်သိမ်းတယ်လောကမှာမစောင့်စည်းဘူးဆိုလို့ရှိရင်ပြဿနာတက်တာပဲလေစောင့်စည်းမှုဆိုတာရှိရအဲ့တော့တင်ညတဆိုတာကာယကံမှုနဲ့ပတ်သက်ပြီးမဖြစ်တဲ့ကာယကံမှုတွေကိုနဲ့လုပ်တဲ့အမှုတွေမလုပ်တဲ့နာတွေကိုစောင့်စည်းတယ်ဘာတွေစောင့်စည်းတာတုံးလို့အကျမ်းမြေပြောမယ်ဆိုရင်ကိုယ်လက်နဲ့ဘယ်တတ္တဝါကိုမှမတတ်ဘူးစောင့်စည်းတယ်ဟောကိုယ်လက်နဲ့ရည်သည့်တတ္တဝါကိုမှမတတ်ဘူးစောင့်စည်းတယ်ဒါကာယကံနဲ့စောင့်စည်းတယ်ခေါ်တယ်ကိုယ်လက်နဲ့မြည်သည့်ပုဂ္ဂိုလ်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းကိုမှမတရားမယူဘူးဆိုဒါလည်းစောင့်စည်းမှုတစ်ခုပဲတခါတရားနိလန်းနဲ့ဆန့်ကျင်တဲ့လောကနဲ့ unlawful relation လို့ခေါ်တာပေါ့နော်ကာမိတုမိစ္ဆာစာရတရားဥပဒေကင်းမဲ့တဲ့လူရဲ့ထုံးစံမဟုတ်ဘဲနဲ့အကျင့်ပြတ်တဲ့အနေအထားမျိုးနဲ့ကာမဂုဏ်ကိစ္စတွေမှာမှောက်မှားမှုပြုလုပ်ခြင်းမှာရှောင်ကျဉ်တာဒါလည်းကာယကံစောင့်စည်းမှုလို့ခေါ်တယ်ပေါ့အဲ့ဒီလိုစောင့်စည်းပြီးတမှုကျွလွန်တာမရှိဘူးခိုးမှုကျွလွန်တာမရှိဘူးကာမမှုတွေကျွလွန်တာမရှိဘူးဆိုရင်ဒါစောင့်စည်းမှုလို့ခေါ်တယ်ကိုယ်နဲ့စောင့်စည်းမှုအဲ့ဒီစောင့်စည်းမှုဟာမိမိစောင့်စည်းလာတဲ့ပုဂ္ဂိုလ်ဟာဘာပြဿနာတက်တုံဆိုဘာပြဿနာမှမတက်ဘူးစဉ်းစားကြည့်လေပြဿနာလောကမှာအခုပြဿနာဖြစ်နေတယ်ဆိုတာရာဇဝမှုဆိုပြီးတော့အဖန်ဆီခံရတာတို့ထောင်ချခံရတာတို့ကြည့်ပေါ့ပါဏာတိပါဒသူများတဲ့တတ်လို့တဲ့ဆိုတာလားအေး
တရားတွေရဲ့အသက်ကိုတတ်တိုင်းလားလို့ဆိုတော့ဒါကဥပဒေကဟိုအရေးယူတဲ့အရာမျိုးကိုသာလဲပြောမြတ်စွာဘုရားရဲ့ဓမ္မဥပဒေကြတော့မြည်သည့်တ attva ကိုမှမတတ်ရဘူးမြည်သည့်တ attva ကိုမှမတတ်ရချင်းလေးတွေကြိုးလေးတွေကစပြီးတော့တတ်တယ်ဆိုရင်တော့ဘယ်သူမှတော့ဖမ်းဆီးပြီးထောင်ချမှာမဟုတ်ဘူးတရားစွဲမှာမဟုတ်ဘူးဒီလူကချင်းတတ်တဲ့လူဆိုပြီးတော့သို့တော်လဲတဘာဝတရားယုံကတော့အရေးယူမှာပဲသူနော်တဘာဝတရားယုံကအရေးယူတယ်ဘာဖြစ်လို့တော့ဆိုအဲ့ဒီတဘာဝတရားယုံကသူကျွလွန်လိုက်တာဘာလို့ဆိုသူစိတ်ထဲကိုကမုန်းတီးယွန်ရှာပြီးတော့ဒေါသနဲ့လှုပ်လိုက်သည့်အတွက်ကြောင့်သူ့ရင်ထဲမှာဖြစ်သွားတဲ့ဒေါသကသူ့ကိုပဲပြန်တန်ခတ်မှာဒီလိုဆိုလိုတာပေါ့နော် reaction လို့ခေါ်တယ်ကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်ပြန်တန်ခတ်တာပဲလေဘယ်သူမှလာလှုပ်တာတော့မဟုတ်ဒါတဘာဝရဲ့အရေးယူမှုလို့ဆိုရတယ်ပဲ့တဲ့နံလို့ဥပမာပေးကြတယ်မဟုတ်လားပဲ့တဲ့နံကတောတဲ့တောင်ထဲမှာပဲ့တဲ့နံထွက်တဲ့နေရာမှာတငယ်ချင်းလို့ဆိုလိုက်ရင်ဟိုကလည်းတငယ်ချင်းလို့ပြန်ပြီးတော့အတန်ကြားမှာပဲဆဲလိုက်ရင်တော့ဆဲလိုက်တဲ့အတန်ပြန်ကြားမှာပဲ reaction ရဲ့သဘောအဲ့တိုင်းပဲတုံ့ပြန်မှုအကောင်းနဲ့မလားဘူးအဆိုးနဲ့လာတတ်တယ်အဲ့ဒါတွေကိုထောက်ထားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အာနာတိပါဒဆိုတဲ့တရားတွေရဲ့အသက်ကိုတပ်ဖြတ်ခြင်းဆိုတဲ့ကာယကံမှုကိုမဆောင်စည်းဘူးလို့ဆိုလိုက်လို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတုံ့ပြန်လာမှုတွေအများကြီးရှိတယ်အေးအာနာတိပါဒနဲ့ပတ်သက်ပြီးဘုရားသခင်ကခွင့်လွတ်တယ်ခွင့်မလွတ်ဘူးဆိုတာတော့အာမခံမရှိဘူးဘာဖြစ်လို့တော့ဆိုတတ်တယ်ဆိုတာကိုယ့်ရဲ့အကျဉ်းနာကင်းမှုရက်စက်မှုကဒါအဓိကအကျဉ်းနာကင်းတဲ့ရက်စက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘာဖြစ်တုံဆိုဒေါသပဲဖြစ်တာအဲ့ဒီဖြစ်လာတဲ့ဒေါသကသူ့ကိုဒုက္ခပေးတာလေအပြင်ကလာပြီးဒုက္ခပေးတာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့ကိုယ်တဏ္ဍာကိုယ့်ရင်ထဲမှာဖြစ်လာတဲ့မုန်းတီးမှုဖြစ်စည်းလို့မှုဆိုတဲ့ဒီဒေါသတရားတွေဟာကြီးထွားလာရင်တဘာဝတရားကပဲကိုယ်ပြန်တန်ခတ်မှာဓမ္မခတ်ဘူးလို့ယူဆပြီးတော့လုံနေလို့ရှိရင်ယောဂါကိုပဲနော်ဟိုမကုဝဲနဲ့နေတယ်လို့ဖြစ်မှာပဲအေးယောဂါကြီးထွားလာတဲ့နေ့ကျတော့ဒုက္ခရောက်တယ်လို့ပဲကိုယ်တဏ္ဍာမှာဒေါသဆိုတဲ့သဘာဝတရားဟာနှိမ်ရင်နှိမ်မနှိမ်လို့ရှိရင်သူကဆိုးကျိုးတွေကိုဖြစ်ပေါ်စေလာမှာတဖြည်းဖြည်းသူကကင်ဆာယောဂမျိုးလို့တဖြည်းဖြည်းကြီးထွားလာကုရင်ကုတားရင်တားမတားဘူးဆိုရင်ကြီးထွားလာရင်နောက်ဆုံးကြတော့လုံးမရတဲ့အနေအထားမျိုးဆိုရင်ဆိုးကျိုးပဲဖြစ်သွားစေတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ကာယေနတင်ညတောမလုံတဲ့မလုံထိုက်တာတွေကိုမကျွလွန်ဖို့ကိုယ်ရီလည်းရောက်မကျွလွန်ဖို့စောင့်စည်းရမယ်တဲ့အဲ့ဒီလိုစောင့်စည်းပြီဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်လို့ရတယ်နောက်တစ်ခါဝါစာယတင်ညတောတဲ့နှုတ်ကစောင့်စည်းတယ်ဟုတ်တယ်လောကမှာနှုတ်ဆိုတာပါးစပ်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့လို့ဆိုပေမဲ့စားကြနာစားရင်လေဒုက္ခဖြစ်တယ်ဆိုတာသိကြတယ်လေမတည့်တာတွေစားကြည့်ပါလားဒုက္ခဖြစ်မှာပဲအေးအပြောဆိုတာလေပါးစပ်ဆိုတာစကားပြောဖို့ထားတာပဲဆိုပြီးတော့ပြောချင်ရင်ပြောကြည့်ပါလားပြောချင်ရင်ပြောကြည့်လို့မဆောင်စည်းဘူးဆိုလို့ရှိရင်ပြဿနာတက်လာမှာပဲအဲ့တော့ပြဿနာကိုဖြစ်ပေါ်စေနိုင်တဲ့အပြောဆိုတွေကဘာတွေတော့ဆိုရင်လိန်ပြောတယ်လိန်ပြောခြင်းဖြင့်သူများအကျိုးစီးပွားကိုပျက်စီးအောင်လုပ်တယ်ဂုံးတိုက်ခြင်းဖြင့်သူများအကျိုးစီးပွားကိုပျက်စီးအောင်လုပ်တယ်ဆဲရည်တိုင်းထွာခြင်းဖြင့်တစ်ဖက်သားကိုစော်ကားမော်ကားလုပ်တယ်အကျိုးမရှိတဲ့စကားတွေပြောဆိုခြင်းဖြင့်တစ်ဖက်သားကိုမကောင်းတဲ့ဘက်ကိုတွန်းပို့တယ်ဆိုတဲ့စာပေလူပြောတဲ့အခါကျတော့မုတဝါဒပိတုဏဝါစာဖရုဒဝါစာတမ္ဖပလပဆိုတာအဲ့ဓာတွေကိုလုံနေလို့ရှိရင်နှုတ်မဆောင်စည်းဘူးလို့ခေါ်ရရောက်တယ်တခြားမပြောတဲ့နာတွေပြောလို့ရှိရင်လည်းပြဿနာတက်တာတွေလည်းအပါဝင်လို့ပဲမှတ်သားရအောင်ဒါကမေဂျာကိုသာမေဂျာနဲ့မိုင်းနာမေဂျာကိုပြောတာအရေးကြီးတဲ့အချက်ကြီးတွေရတော့ဒါပဲအေးဒါကြောင့်မို့လို့အပြောဆိုတာလူတွေကလူကြီးမိဘတွေကတောင်သွန်သင်ကြတယ်အေးမင်းအပြောဆိုဆင်ញင်ပြီးတော့ပြောပါဇက်နဲ့အယံမပြောနဲ့လို့ပြောကြတာဒီ
ဒီလိုပြဿနာတက်တက်လို့ဆိုလိုတဲ့စကားအဓိပ္ပာယ်ပေါ့ဒါကြောင့်မို့လို့နှုတ်ကိုလည်းစောင့်စည်းတာကိုယ်ကိုလည်းစောင့်စည်းတယ်နှုတ်ကိုလည်းစောင့်စည်းခြင်းအပြင်ဘာဖြစ်လာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒါသူ့ရဲ့အရေးချင်းပဲစောင့်စည်းနိုင်တာဟာအရေးချင်းတစ်ခုပဲလို့ဒီလိုဆိုတာနောက်တစ်ခုကြတော့ဘာလို့မနတ္တာစကိဉ္စိနာကရောတိတဲ့စိတ်แท้ကလည်းပဲဒုစရိုက်တွေကိုမဖြစ်စေဘူးတဲ့စိတ်แท้ကဒုစရိုက်ဆိုတာမနောဒုစရိုက်ကိုပြောတာစိတ်แท้မှာဖြစ်တဲ့ဒုစရိုက်၃မျိုးဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့တွေးတောဆင်ခြင်မှုအဘိဓါသူတစ်ပါးကိုပျက်စီးဆုံးရှုံးသွားစေလိုမှုနော်မကြီးပွားစေမှုပျက်စီးစေမှုဒုက္ခရောက်စေမှုကိုကြံတွေးတဲ့ဒေါသနဲ့ကြံတွေးတဲ့ဗျာပါဒကံဤအကျိုးကိုညင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိလို့မှားရွံ့တဲ့အမြင်အဲ့ဒီ၃မျိုးဟာစိတ်နဲ့မကောင်းမှုပြုလုပ်ခြင်းပဲဖြစ်တယ်ပေါ့နောက်မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်တွေကိုပြစ်မှားတာတွေလဲဒါတွေလဲအပါဝင်ပဲပေါ့စိတ်နဲ့ပြစ်မှားတာတွေကအစအဲ့ဒီလိုစိတ်နဲ့လည်းပဲအလုပ်တွေကရှောင်ကျင်တယ်စောင့်စည်းတယ်လို့ဒီလိုဆိုတာအဲ့ဒါဆိုလို့ရှိရင်တော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီအရေးချင်းတွေရှိရဟောနောက်တစ်ခုကဘာတော့ဆိုရင်နာအတ္တဟေတုအလိကံပဏိတိလောကလူတွေကဒီတိုင်းတော့လိမ်မပြောဘူးဒါပေမဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်လာရင်တော့လိမ်တတ်တယ်ပေါ့ဒီလိုဆိုလိုတာကိုယ်အတွက်လည်းမလိမ်ဘူးသူများအတွက်လည်းမလိမ်ဘူးတစိုးလက်ဆောင်တွေရလို့ပစ္စည်းဥစ္စာအတွက်လည်းမလိမ်ဘူးဘသူအတွက်မှမလိမ်ဘူးအမှန်တိုင်းပဲပြောတယ်မုဒ္ဒဝါဒနဲ့ဒီလိမ်ညာပြောဆိုတာမျိုးမလုပ်ဘူးတဲ့နအတ္တဟေတုအလိကံပဏိတိဆိုအဲ့တော့အကုသိုလ်မှန်သမျှဒီနေရာမှာဒီမှားရတဲ့စကားကိုမပြောဘူးလို့ဆိုတာဘာကြောင့်ပြောတာတော့ဆိုလောကမှာတဲ့လိမ်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူမလုပ်တဲ့အကုသိုလ်ဆိုတာမရှိဘူးဆိုတဲ့စကားရှိတယ်နော်လိမ်လီမှုကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူမလုပ်နိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့အကုန်လုံးနိုင်ဒါကြောင့်မို့လို့အကုသိုလ်တွေအလုံးရဲ့ဒီအဝင်ဝဟာလိမ်လည်မှုပဲဖြစ်တယ်ပေါ့မုဒ္ဒဝါဒဟာဒါကြောင့်မို့ကြီးလေးတဲ့အပြစ်ရှိတယ်လို့ဆိုတာလိမ်လိုက်တဲ့ပုဂ္ဂိုလ်လိမ်တတ်တဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာမှန်သမျှအကုန်လုံးတတ်တယ်တဲ့သူမလုပ်ဘူးဆိုတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အဓိကအားဖြင့်တော့လိမ်လည်မှုကိုရှောင်ကျဉ်ပြီးတော့မှန်ကန်တဲ့အပေါ်မှာယက်တည်ပြီးရိုးသားဖြောင့်မတ်မှုဒါဟာအရေးကြီးတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတထာဝိဒံသီလဝန္တံဝရန္တိသူတော်ကောင်းတွေကတတ်မှတ်တာဒီလိုပုဂ္ဂိုလ်တွေဟာကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုတတ်မှတ်ကြပါတယ်ဒါလူရဲ့အရေးချင်းတစ်ခုပဲပေါ့ဒီအရေးချင်းကိုမရသေးရင်ရအောင်လုပ်အောင်မရှိသေးရင်ရှိအောင်လုပ်အောင်အဲ့ဒီအရေးချင်းနဲ့ပြည့်စုံပြီဆိုရင်ကိုယ့်ကိုငါကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်လို့ရတယ်ပေါ့ဒီအရေးချင်းနဲ့ငါပြည့်စုံပြီဒီအရေးချင်းဟာဘာလို့ဖို့လဲတချို့ကထင်ကောင်းထင်မယ်ဒီအရေးချင်းတွေရှိနေလို့ထမင်းမဝဘူးအေးထမင်းဝတာမဝတာတဲ့ဘဝတန်တရားမှာလှဖို့မလှဖို့ကလည်းပိုအရေးကြီးသေးတယ်နော်ထမင်းစားဖို့ကြည့်ပဲကြိုးစားလို့မရဘူးထမင်းစားရယုံလေးနဲ့တည်းပဲဘာတစ်ခုမှမဖြစ်ဘူးအခုဘဝတွင်ကြည့်လေတူနဲ့တူအဆင့်တန်းဆိုတာမွေးရပါအဆင့်တန်းမတူကြတာတွေအများကြီးပဲတချို့ကယုံလှတယ်တချို့ကယုံမလှမလှတဲ့လူကလှကျင်တယ်လေခုမှလှကျင်လို့လည်းမရဘူးမိအောင်လှဖို့မလွယ်တော့ဘူးတချို့ကအသိဉာဏ်မရှိဘူးတချို့ကအသိဉာဏ်ရှိတယ်ရှိကျင်လို့ကြိုးစားလဲမရဘူးဘာဖြစ်လို့တော့ဆိုဘဝဘေးလေတာကတချို့ကအသက်ရှိတယ်တချို့ကအသက်မရှိဘူးခုချိန်မှာအသက်ရှိခြင်းလို့လည်းမရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီကိုချင်းတရားဆိုတဲ့ဒီအရေးချင်းတွေဟာအရေးချင်းရှိပြီဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာရုပ်အစင်းလည်းလှပမယ်အထက်တန်းလည်းကြမယ်အသိဉာဏ်နဲ့လည်းပြေဝမယ်အသက်လည်းရှိတယ်ကျမ်းလည်းကျမ်းပါတယ်ဆိုတဲ့အခြေအနေတွေကိုကိုရလာနိုင်တယ်အဲ့ဒီအခြေအနေတွေကိုရနိုင်တဲ့အရေးချင်းတွေကိုဒီနေရာမှာလူအရေးချင်းလို့ဒီလိုပြောတာဟော
စီးပွားရှာတဲ့အရေးချင်းနော်တခြားအရေးချင်းတွေဆိုတာလေဒီဘဝမှာတော့ကောင်းကျိုးချမ်းသာပေးနိုင်တာတွေကြီးပဲကောင်းတဲ့အရေးချင်းမှန်တယ်များကောင်းတယ်သို့တော့အခုပြောတဲ့အရေးချင်းဟာဒီဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဘဝရဲ့မွေးရပါဒီကျင့်တတ်เสียအနေအထားမျိုးတွေကိုဖြစ်ပေါ်စေတယ်အရေးချင်းမျိုးလို့ဒီလိုဆိုတာပေါ့နော်ကဲနောက်တစ်ခုမေခွန်းလေးနဲ့အဖြေကိုကြည့်အောင်နောက်တစ်ခုမေးတဲ့မေခွန်းလေးကဘာတော့ဆိုကထံဝိတံပညာဝန္တံဝရန္တိအသိပညာရှိတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုအရေးချင်းတွေရှိမှစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်မလဲပညာရှိလို့ခေါ်ရမလဲလောကမှာဒီအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအလွန်အားကိုးလိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့သူကိုယ်တိုင်လည်းဘယ်တော့မှမှားမှားယွင်းမဖြစ်စေဘူးသူများကိုလည်းပဲမှားမှားယွင်းမဖြစ်အောင်ထိန်ကြောင်ပေးနိုင်တယ်ပေါ့အသိဉာဏ်ရှိသည့်အတွက်ကြောင့်အရာမယာမှာအမှားယွင်းမရှိပဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ကြီးပွားတိုးတက်မှုဖော်ဆောင်နိုင်သွားတယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာလူတွေကလေးစားကြရတယ်ပေါ့အဲ့ဒီမှာဘယ်လိုပုဂ္ဂိုလ်မျိုးကိုအသိပညာရှိတယ်လို့ဒီလိုဆိုရတယ်လေလို့ဆိုတဲ့အခါမှာဂံဗီရပညာမနတာဘိစိန်တရားဂံဗီရပညာဆိုတာဘယ်ကိစ္စမှမဆိုသူကအလေးနဲ့မေးခွန်းထုတ်တယ်ကိုလည်းမေးတာပဲသူများနဲ့တွေ့လို့ရှင်လည်းမေးတယ်ဒီဘဝနဲ့ပတ်သက်တဲ့ဒီအလေးနဲ့တွေ့တော့ဆင်ញင်မှုဆိုတာရှိတာမန်ပုဂ္ဂိုလ်ကဘာတွေတွေးတာတုံးလို့မေးလို့ရှင်စားရဖို့ရယ်တောက်ရဖို့ရယ်ဒီလိုဟာမျိုးပေါ့တာမန်ကိစ္စတွေလောက်ပဲတွေးတယ်အလေးနဲ့ဆိုတာဆင်ញင်စဉ်းစားမှုသိပ်ပြီးတော့မရှိကြလောကပညာရှိတဲ့ပုဂ္ဂိုလ်ကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘဝအရေးပဲဖြစ်ဖြစ်အလုံးကိုအလေးနဲ့တွေးပြီးတော့ဆင်ញင်စဉ်းစားတယ်မစဉ်းစားတဲ့ပုဂ္ဂိုလ်တွေကတော့ပြဿနာကျုံလာပြီဆိုတော့မှခြေမကင်မိလက်မကင်မိဖြစ်တယ်ငကိုယ်တော့ကတော့ပေါ်နေပေါ်တွေးတယ်ဟောပြဿနာကျုံလာပြီဆိုရင်ခြေမကင်မိလက်မကင်မိတွေဖြစ်ကုန်ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းကြတော့အဲ့ဒါမျိုးမဟုတ်ဘူးရှေ့မျောတခေါ်တွေးနော်နောက်မျောနောက်ပြန်တလန်ရှေ့မျောတခေါ်ဆိုတာရှေ့ကိုပို့ပြီးတော့မျောကြီးရှေ့ဝေးတွေးတော်ဆင်ញင်ပြီးတော့လှုပ်တယ်အဲ့ဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းချမ်းသာဒုက္ခရတယ်ပေါ့အသိပညာတွေရတယ်ချမ်းသာကြွယ်ဝမှုတွေရတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မလို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဆင်ញင်တုံတရားဆိုတာရှိရမယ်အဲ့ဒါလို့ဆင်ញင်တုံတရားရှိပြီးတော့အသိဉာဏ်ပုဂ္ဂိုလ်တယောက်ကိုပညာရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်ရတယ်တဲ့ဒါဖြင့်အဲ့ဒီပညာရှိတဲ့ပုဂ္ဂိုလ်ဟာနစ္စာဟိတံနော်နစ္စာဟိတံကမ္မကရောတိလောက်တာအဲ့ဒါလို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီသူများအကျိုးမဲ့ဖြစ်ဖို့ရက်ဆက်တဲ့လုပ်ငန်းဆိုတာဘယ်တော့မှမလုပ်ဘူးတဲ့နော်အကျိုးရှိရာရှိချောင်းကိုသာလုပ်တယ်မလုပ်နိုင်နေမယ်လုပ်ပြီဆိုလို့ရှိရင်အများကိုအကျိုးရှိရာရှိချောင်းကိုသာလုပ်တယ်ရက်ဆက်တဲ့လုပ်ငန်းတွေကိုဘယ်တော့မှမလုပ်ဘူးဆိုလိုတာအများကိုကြောက်တွန်းတာတို့အများကိုကြောက်ချတာအချွန်နဲ့မာတာတို့ဒါမျိုးတွေမလုပ်ဘူးလို့ဆိုပညာရှိတဲ့ပုဂ္ဂိုလ်အများကိုကုညီဆောင်မနိုင်ကုညီဆောင်မပေးတယ်ကြောက်တွန်းတာမျိုးဘယ်တော့မှမလုပ်ဘူးတဲ့ကာလကတံအဋ္ဌပဒနာရိစတိအချိန်ခါလိုက်ရောက်ရှိလာတဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးတော့ဆင်ញင်စဉ်းစားတတ်တယ်ရလာတဲ့အကျိုးတရားတွေဘယ်တော့မှလက်လွတ်မခံဘူးတဲ့မိမိရဲ့ဘဝခရီးဖြောင်းတန်းအောင်မိမိရဲ့အသိဉာဏ်နဲ့ဘာလုပ်တဲ့နဲ့ဘာမလုပ်တဲ့ဘူးဆိုတာလုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားသိမြင်တဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတထာဝိဒံပညာဝန္တဝရန္တိလို့ဟောပညာရှိဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းတစ်ခုကိုအခုလိုအချင်းချုပ်ဖော်ပြထားတာနော်ချင်းချုပ်ဖော်ပြအရာရာကိုလေးနဲ့စဉ်းစားပြီးတော့ပညာရှိပြီဆိုရင်ဘယ်သူကမှမကောင်းတာမလုပ်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးရရှိလာတဲ့အခွင့်အရေးကိုအသုံးချပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်သွားနိုင်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို
ပညာရှိလို့ဆိုနိုင်ပါတယ်လို့ဒါဟာလည်းပဲအရေးကြီးတဲ့လူရဲ့အရေးချင်းတည်းပါပဲကဲနောက်တစ်ခုကဘာပြောတော့လို့ဆိုဘယ်လိုပုဂ္ဂိုလ်မျိုးကိုကထံဝိဒံတပ္ပုရိတံဝဒန္တိလောကမှာအာကိုယုံကြည်ရဖို့အတွက်လူတော်လူကြည့်တယ်သူတော်ကောင်းလို့ပဲခေါ်ခေါ်လူတော်လူကောင်းလို့ပဲခေါ်ခေါ်အဲ့ဒီသူတော်ကောင်းလူတော်လူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေကဘာတွေလဲကိုယ်ကိုယ်တော့ဆန်းစစ်ကြည့်ပေါ့ငါဟာလူတော်လူကောင်းဟုတ်ကလားလို့ဒီရည်ချင်းတွေရောငါမှရှိသလားလို့ဒီရည်ချင်းတွေနဲ့ရှိပြီဆိုရင်ကိုယ့်ကိုသတ်မှတ်လို့ရသွားပြီလူတော်လူကောင်းလို့သတ်မှတ်လို့ရသွားပြီအဲ့ဒါလူတော်လူကောင်းရဲ့အရည်ချင်းကိုဘယ်လိုခေါ်တော့လို့ဆိုတဲ့အခါကျမှလူတော်လူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာယောဝေကတိညုကတဝေတိဒီတော်တဲ့အသိဉာဏ်ရှိပြီးတော့တစုံတစ်ယောက်ကမိမိပေါ်မှာဒီကျေးဇူးပြုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တသက်တာမမေ့ဘူးကျေးဇူးဆက်တတ်တဲ့ပုဂ္ဂိုလ်မျိုးတသက်တာမမေ့ပဲနဲ့ကျေးဇူးဆက်တတ်တဲ့ပုဂ္ဂိုလ်မျိုးဟာလေလူတော်လူကောင်းပဲလို့သူတို့ဆိုတာအဲ့တော့ဘုန်းကြီးတို့တွေပထမဆုံးကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်အမေအဖေပဲလူတိုင်းမှာမိဘမရှိပဲနဲ့ဒီလောကကြီးကိုရောက်မလာနိုင်ဘူးရောက်မလာနိုင်သည့်အတွက်ကြောင့်မိဘရဲ့ကျေးဇူးနဲ့ဒီလောကကြီးကိုရောက်လာတာဖြစ်သည့်အတွက်ကြောင့်ရှေးဥစွာကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်ဟာမိဘနှစ်ပါးပဲအဲ့ဒီကိုယ်ကိုလောကကြီးကိုလာခွင့်ပြုထားတဲ့ဣမတ္တလောကတ္တဓာတ်တိတာတော့ဒီလောကကြီးကိုပြတ်သားပေးတဲ့မိခင်ဖခင်တွေကကိုယ်ကိုကျေးဇူးပြုခဲ့တဲ့ကျေးဇူးတရားကိုအတိမတ်ပြုရမယ်အတိမတ်ပြုယုံနေမကဘူးကျေးဇူးကိုတုံးဆက်ပေးရမယ်။အော်ငါလူဘဝရောက်လာတာဟောဒီမိခင်ဖခင်ကျေးဇူးရှင်တွေရောက်မို့လို့လူဘဝလူလားမြောက်သည့်အထိလူဘဝမှာတင်းအောင်တင်းနေလူဖြစ်လာခဲ့ရတယ်လို့ဒီကျေးဇူးတရားကိုသိပြီးတော့မိခင်ဖခင်ကျေးဇူးရှင်တွေကိုကျေးဇူးတုံးဆက်တဲ့ပုဂ္ဂိုလ်ဟာဒါသူတော်ကောင်းလူတော်လူကောင်းလို့သတ်မှတ်ရမယ်တဲ့မိခင်ဖခင်ဆိုတာအကြီးမားဆုံးကျေးဇူးရှင်တစ်ခုပြောတာကိုယ်ပညာသင်ပေးတဲ့ဆရာသမားဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာကူညီခဲ့တဲ့မိတ်ဆွေလမ်းမှန်ရောက်အောင်ဟောပြောပေးတဲ့ပုဂ္ဂိုလ်ခင်မွန်ကြီး10ပါးဆိုတာလို့ကိုယ့်ကိုကြီးမားစွာကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကိုယ့်ကိုကူညီဆောင်ရှောက်တဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုသိရှိပြီးတော့ကျေးဇူးတုံးဆက်တတ်တဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါဟာလူတော်လူကောင်းလို့သတ်မှတ်ရမယ်အရေးချင်းတစ်ခုပဲတဲ့နောက်တစ်ခုကဘာတော့ဆိုကလျာဏမိတ်တော်ဓမ္လပတ္တိစာဟောတိလူတော်ကောင်းရဲ့နောက်အရေးချင်းတစ်ခုကဘာတော့သူကကလျာဏမိတ်တာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလူတော်လူကောင်းတွေနဲ့ပဲပေါင်းတယ်အကျင့်စာရိတ္တပြည့်ရွင်းနေတဲ့ပုဂ္ဂိုလ်တွေနဲ့လက်မတွဲဘူးအကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲလက်တွဲတယ်သူတို့နဲ့ပဲဆွေးနွေးတယ်တိုင်ပင်တယ်အတူတကွသွားလာတယ်လှုပ်ရှားရှိရင်လှုပ်တယ်မိတ်ကောင်းဆွေကောင်းတွေနဲ့သူကအမြဲတမ်းမိတ်ကောင်းဆွေကောင်းကိုပဲလက်တွဲတယ်ဆိုတာလေလူတော်လူကောင်းရဲ့အရေးချင်းတစ်ခုပဲတဲ့တက္ကိစ္စကရောတိကိစ္စသူကဓမ္လပတ္တိစာဟောတိအဲ့ဒီလိုမိတ်ဆွေတွေနဲ့လက်တွဲပြီးဆိုတဲ့အခါမှာသူတော်ကောင်းပုဂ္ဂိုလ်တွေဟာခဏတစ်ပြုတ်နဲ့လက်တွဲဖြုတ်တာမဟုတ်ဘူးသူတို့ရဲ့ပေါင်းသင်းဆက်ဆံမှုဟာခိုင်မာတယ်အသိဉာဏ်ရှိသည့်အတွက်ကြောင့်အခုတော့ပေါင်းနေတော်ကြကွဲကြတယ်ပြဲကြတယ်အခုတူတူနေကြသွားလာတူတော်ကြမခေါ်နိုင်မပြောနိုင်ဖြစ်ကြရန်သူဖြစ်ကြဒါမျိုးမဟုတ်ရဘူးတဲ့နော်တူနဲ့တူအရေးချင်းကိုသိပြီးတော့ကောင်းမြတ်တဲ့အရေးချင်းနဲ့လက်တွဲတဲ့ပုဂ္ဂိုလ်တွေဟာတေတပံတက်တဆုံးဆိုတာလိုပဲတူနဲ့တူစိုးတိုင်ပင်ကောင်းတိုင်းပင်အမြဲတမ်းလက်တွဲပြီးကောင်းတာတွေကိုလုပ်ပြီးလောကရန်တွေကိုကြံ့ကြံ့ခိုင်ကြော်လွှားနိုင်တဲ့အနေအထားမျိုးကိုရှိတယ်သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာဒီလက်တွဲ
ဖြုတ်ပြီးတော့အမုန်းတရားပွားတတ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ကိုရွေးချယ်ပေါင်းတင်ထားတဲ့မိကောင်းဆွေကောင်းတွေနဲ့အမြဲတမ်းလက်တွဲပြီးတော့နေထိုင်နေရှိတယ်ဒီလိုဆိုလို့တယ်ဟောနောက်တစ်ခုကျတော့ဒုက္ခိတတပက္ခိစကရောတိကမ္မံဒုက္ခရောက်နေတယ်အစင်မပြေဘူးအခက်ခဲတွေနဲ့ကြုံနေတယ်ကိုယ်မိတ်ဆွေတွေကဖြစ်စေကိုယ်လက်လန်းမိတဲ့နေရာမှာဖြစ်စေအခက်ခဲတွေနဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအလေးနဲ့ထားပြီးတော့ကုညီစောင့်ရှောက်တယ်ဘယ်သူဖြစ်အခက်ခဲတွေကြုံနေတယ်ကုညီတယ်ကိုတတ်နိုင်တဲ့အတိုင်းအတာတစ်ခုကုညီတယ်အဲ့ဒါလို့ဒုက္ခိတတဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ကမ္မံလှုပ်เสียကိစ္စတွေရှိလာပြီဆိုရင်တက္ကိစ္စံကရောတိအလေးနဲ့ထားပြီးတော့အာယုံဆိုင်ပြီးတော့လှုပ်ပေးလေးရှိတယ်ဆိုလိုတာကအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်ကုညီဖို့ရလည်းမနေဘူးတဲ့သူတော်ကောင်းလူတော်လူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလှုပ်လိလှုပ်ထားရှိတယ်ပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတထာဝိဒံတပ္ပုရိတံဝဒန္တိဒါကအရေးချင်းတွေအကုန်လုံးဖော်ပြတာတော့မဟုတ်ဘူးနော်ဒီနေရာမှာဒီအချက်ကလေးတွေနဲ့လူတော်လူကောင်းဆိုတာကိုဖော်ပြထားတာဒါလည်းအလိုရှိတဲ့အချက်ကလေးတွေပဲပေါ့ဟောနောက်တစ်ခုမေခွန်းတစ်ခုကတော့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဂုံကျက်တရေတွေဟာစွန့်ခွာပြီးတော့မသွားတယ်လေအမြဲတမ်းကျက်တရေရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လေဆိုတာနဲ့ပတ်သက်ပြီးတော့ဖြေထားတဲ့စကားတော့ဘာလို့ဆိုရင်အဲ့ဒီလိုဂုံနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ထာဝရကျက်တရေရနိုင်မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုခုနပြောတဲ့သီလအရေးချင်းပညာအရေးချင်းသူတော်ကောင်းတွေအရေးချင်းရှိတဲ့အပြင်သူဘာတွေလုပ်တော့တတ္ထကံကံရဲ့ကြိုးယုံကြည်တယ်ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ကုသိုလ်ရေးရာမှာစိတ်ဝင်စားပြီးတော့စိတ်ကကြည်နူးတယ်အမြဲတမ်းကောင်းတာတွေလုပ်ဖို့ရာအတွက်စိတ်ကြည်နူးမှုတွေရှိတယ်ဒီလိုဆိုလိုတာစိတ်ကြည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာလုပ်ဖို့အတွက်အမြဲတမ်းစိတ်ဝင်စားပြီးတော့နေတတ်တယ်ပေါ့အဲ့ဒါလို့တတ္ထလို့ဆိုတဲ့တရားစွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်ကိုဂုံကျက်တည်ဆိုတာဘယ်တော့မှစွန့်ခွာမသွားဘူးတဲ့အမြဲတမ်းသူဟာကျက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကတော့မုဒုတံဝိပါကဝဋ္ဌိညုမုဒုဆိုတာစိတ်နှလုံးခက်ထန်တဲ့မာမာနကြီးမားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးစိတ်နှလုံးဟာပျော့ပြောင်းနေနူးညံ့နေတိမ်မွေးတယ်နူးညံ့နေတိမ်မွေးတယ်ဆိုတာနဲ့စိတ်ပျော့တယ်ဆိုတာနဲ့မတူဘူးနော်စိတ်ပျော့တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလောကရန်နဲ့တွေ့လို့ရှိရင်စိတ်ဟာပျော့ကျသွားပြီးတုန်လှုပ်ရိမ့်ရိုင်သွားတဲ့ဟာမျိုးဆိုလိုတယ်အခုမုဒုဆိုတဲ့ပုဂ္ဂိုလ်ဟာခက်ထန်ချမ်းတမ်းမှုမရှိဘူးစိတ်နှလုံးဟာတိမ်မွေးတယ်နူးညံ့တယ်လို့ပြောတာသို့တော်လောကရန်နဲ့တွေ့တဲ့အခါမှာဒီလိုပျော့ခွေသွားတာမျိုးဆိုလိုတာမဟုတ်ဘူးနုညံ့တဲ့စိတ်ဓာတ်မာမာနမကြည့်ဘူးဒီလိုကောင်းတဲ့ဘက်ကအခြေအနေတစ်ခုကောင်းတာကိုဆိုလိုတယ်ပေါ့တံဝိပါကကိုရှိလာတာဘာပဲဖြစ်ဖြစ်ခွဲဝေပြီးတော့သုံးဆွဲလေးရှိတယ်အရာခတ်သိမ်းကိုမျှမျှတတာခွဲဝေသုံးဆွဲလေးရှိတဲ့ပုဂ္ဂိုလ်မျိုးဝဋ္ဌိညုဆိုတာကိုယ်စီကိုအကူအညီပဲတောင်းလာတာပဲဖြစ်စေပစ္စည်းဥစ္စာလိုအပ်လို့တောင်းဆိုလာတာပဲဖြစ်စေမိမိတတ်နိုင်ပေးကမ်းမှုဆိုတာကို तू ကလက်မနှေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်တဲ့ဒါလည်းပဲအရေးပါတဲ့ဟာတစ်ခုလူဆိုတာအပေါင်းနဲ့အသင်းနဲ့နေထိုင်ကြတာဆိုတော့အခက်အခဲကြုံတဲ့ပုဂ္ဂိုလ်တွေဟာအကူအညီတောင်းရင်လည်းပဲဒါကအကုန်လုံးပေးရတယ်လို့ဒီလိုဆိုတာမဟုတ်ဘူးကိုယ်အတိုင်းတာတစ်ခုလေးနဲ့ပေးကမ်းလေးရှိတယ်ပေါ့ကိုတတ်နိုင်တာကိုစွန့်လိုက်တဲ့သဘောကူညီလိုက်တဲ့သဘောလေးတွေရှိဒါစိတ်နှလုံးနဲ့ပတ်သက်တယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုလည်းပဲจิตတရေကဘယ်တော့မှဆုံးခွာပြီးတော့မသွားဘူးတဲ့နောက်ရည်ချင်းတစ်ခုကဘာတော့ဆိုလို့ရှိရင်သင်္ဃာဟကံတခိလနော်တဏ္ဏဝါစာจิตတရေရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူပဲဖြစ်ဖြစ်ကုညီတတ်တယ်ကုညီတတ်တယ်ဆိုတာပေးစရာကမ်းစရာရှိလဲပေးတယ်စကားပြောလို့ရှိရင်လဲအားပေးတယ်ချိုချိုသာသာပြောတတ်တယ်ကိစ္စရှိရင်လဲဝိုင်းဝန်းဆောင်ရွက်တယ်ကိုယ်နဲ့ဓာတ်နုထားပြီးတော့ဆက်ဆံတယ်
ချိမြောက်တတ်တယ်ပေါ့ဘယ်သူကိုပဲဖြစ်ဖြစ်စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်တွေကိုလည်းအားပေးစကားပြောတယ်ချိမြောက်တယ်ကူညီတယ်ဒီလိုစိတ်ဓာတ်ရှိတယ်ပေါ့တခိလစကားပြောပြီးဆိုလို့ရှိရင်တရင်တနည်းမိတ်ဆွေစိတ်ဓာတ်မျိုးနဲ့စကားပြောလို့ရှိတယ်တိမ်မွေ့နူးညံ့စွာစကားပြောလို့ရှိတယ်တဏ္ဏဝါစာကျမ်းတဲ့စကားမျိုးကိုဘယ်တော့မှမပြောဘူးတစ်ဖက်သားရင်တဲ့နှလုံးထဲမှာအေးချမ်းသွားအောင်ပဲတိမ်မွေ့ယူရစွာပြောဆိုလို့ရှိတယ်ကိုင်းဝလို့ခေါ်တယ်အကျဉ်းနာစကားမျိုးကိုပဲပြောတယ်ပေါ့အဲ့ဒါလို့ပြောဆိုခြင်းအပြင်တစ်ဖက်သားမှာအင်အားတွေကိုပြန်ဖြစ်ပေါ်စေတယ်ပေါ့အဲ့ဒါလို့ကျင့်သုံးလိုက်နာပြီးအနေထိုင်အရေးချင်းနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကျက်တရေဆိုတာသူ့စီကဘယ်တော့မှဆုံးခွာမသွားဘူးလို့ဒီလိုဆိုတာဒီပါကျက်တရေရှိတဲ့ပုဂ္ဂိုလ်ဆိုဒီမှာတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စိတ်နှလုံးနုညံ့ပျော့ပြောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အရာခတ်သိမိမိပစ္စည်းဥစ္စာကိုအလုံးနဲ့မျှဝေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မိမိကိုအကူအညီတောင်းဆိုလာတဲ့အခါမှာပေးကမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အလုံးကိုချီးမြှောက်ကူညီတတ်တဲ့ပုဂ္ဂိုလ်ခင်မင်ရင်းနှီးစွာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်တိမ်မွေ့နူးညံ့စွာစကားပြောဆိုတတ်တဲ့ပုဂ္ဂိုလ်မျိုးကိုကျက်တရေဆိုတာအမြဲတမ်းပဲသူနဲ့အတူတကွရှိနေမယ်ဒီလိုဆိုတာပေါ့အဲ့တော့တိရိဆိုတဲ့ကျက်တရေဟာဘယ်ဟာကိုခေါ်တာလဲလို့စာပေကျမ်းကမှာလောကလူတွေကပြောတယ်ဒီလူကျက်တရေရှိလိုက်တာကျက်တရေရှိလိုက်တာဆိုသူတို့ပြောတဲ့ကျက်တရေဆိုတာရုပ်ဆင်းလှပတာတို့နော်ခုံနဲ့ပြေဆုံးတာတို့ဘယ်ချိန်ကြည့်လိုက်ကျက်တရေရှိတယ်နော်အားလုံးရဲ့အကြည့်ရှုခံပြီးတော့အားလုံးရဲ့မျက်နှာထဲမှာမျက်စိထဲမှာနော်ကျင့်တတ်เสียကောင်းနေတဲ့ပုဂ္ဂိုလ်ကိုကျက်တရေရှိတယ်လို့လူတွေကပြောကြတယ်ဒါဖြင့်အဲ့ဒီကျက်တရေဟာဘယ်ကနေလာတာတုံးလို့မေးလိုက်မယ်ဆိုလို့ရှိရင်တိရိတိပညာပုံညာနမေတ္တအဓိဝဆနံတိရိဆိုတာအဲ့ဒီလူတယောက်ကျက်တရေရှိတယ်လို့ပြောရတာဟာဘာကြောင့်ကျက်တရေရှိနေတာတုံးဆိုရင်အသိပညာကြောင့်လည်းကျက်တရေရှိတယ်သူလုပ်ခဲ့တဲ့အများကောင်းကျိုးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်လည်းပဲဖြစ်တယ်လို့ဒီလိုဆိုရဲဒါကြောင့်မို့ကျက်တရေဆိုဒီမှာအသိပညာနဲ့ကုသိုလ်ကောင်းမှုကိုခေါ်ပါတယ်လို့စာပေကျမ်းဂန်ထဲမှာဒီလိုဆိုတာတိရိတိပညာပုံညာနမေတ္တအဓိဝဆနံတိရိတိကျက်တရေဆိုတဲ့တိရိဆိုတဲ့စကားလုံးဟာတဲ့ပညာပုံညာနံအသိပညာရဲ့ကုသိုလ်ကောင်းမှုတွေရဲ့ဒီနှစ်ခုတို့ရဲ့အဓိဝဆနံအမည်ပဲဒါတွေကိုရည်ညွှန်းပြီးတော့သုံးတဲ့စကားလုံးပဲဖြစ်ပါတယ်လို့ဒီလိုစာပေကျမ်းမှာဒီလိုရှင်းပြထားတယ်ဒါကြောင့်မို့လို့ကျက်တည်ရှိတယ်ဆိုတာကျက်တည်ရှိတဲ့အနေထိုင်ပြောဆိုဆက်ဆံမှုတွေကောင်းတဲ့စိတ်ကောင်းစေတနာကောင်းတွေဒါတွေကနေဖြစ်ပေါ်စေတတ်တဲ့လူတွေရဲ့အားကြအတွေ့ယူစရာလူတိုင်းကတွေ့ကျင်တဲ့အနေအထားလေးတစ်ခုကိုဒါကျက်တည်လို့အကျိုးအနေနဲ့သတ်မှတ်ကြရတာဖြစ်တယ်ဒါကြောင့်မို့လူအရေးချင်းဆိုတဲ့နေရာမှာတခြားလူအရေးချင်းတွေလည်းသတ်မှတ်စရာတွေမြောက်များစွာရှိပေမဲ့လို့အခုဒီနေရာမှာတရပင်ကစက်မှာဘုရားလောင်းတော်ကြီးကနေပြီးတော့လူအရေးချင်းဆိုတာကိုသတ်မှတ်ဖော်ပြထားတာဒီကနေ့ဓမ္မတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဟာဘုရားအလောင်းတော်ကြီးကသတ်မှတ်ပြီးတော့ဖော်ပြထားတဲ့လူအရေးချင်းတွေကိုဘုရားမြတ်စွာဘုရားဖြစ်သူရောက်တော်မူတဲ့အခါမှာလည်းပဲထပ်မံပြီးတော့ဒီအရေးချင်းတွေကိုအတည်ပြုပြီးတော့ဟောကြားထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လူဘဝရရှိလာတဲ့အခါမှာကောင်းမြတ်တဲ့လူရဲ့အရေးချင်းတွေရရှိအောင်လူတွေကိုယ်စီကိုယ်ငှကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့အတိတရားကြီးမားစွာထားပြီးတော့အရေးချင်းတွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတာယေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာယေချမ်း
သုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ပြပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း